Lúc xưa rồi Lúc xưa rồi Cho nó mấy Rồi Chú xí xỏ này lúc xưa rồi Lúc xưa kìa Con nó rồi Không Cho kìa Mà con nó rồi Con nó rồi Khăn rớt vào Chỉ này con này bị thế này là lúc tập vào thả lại vào thả lại gì bây giờ phía bên đó cả YouTube đó cả TikTok đó cả cho ra cái gì ra cái chỉ tôi những người suy nghĩ có xin được cha mà cha là suy giảm mà gì chỉ đi như thế này thì là mà không là cho cha ra cái chỉ được cũng là cháu đó thì thấy thì được anh mà xí đi miệt đó nhiều thế này bây giờ xin xí để bồi được nhà đấy ao nhau tao tùy mấy gì vậy rồi nhà mà chả शुरू में जाना ही है फिर भी आ थी ये भी बात सीधे आलो भी तो सी शुरू हो गया ना करना पड़ा हमारा निम्न तो अच्छे इंडिया और चीन वाले यहाँ लिबा चला वो वो ये चलो ये सुना अब हम भी जा वो ये बात वाले ये बात लिया सी किसान का वो वाले पूरे नाဘောပေါက်ပါပြီပြီးတော့ဘုရားကဘာသာဝင်သူတို့ကောင်းပေါ့ချူလုံးဘုရားကြီးသက်ဆုံးမှာပြုပြီးပြောတယ်ညီမြတ်တဲ့ရဟန်းဒီပါချူလုံးဘုရားနောက်ဖို့လာဘူးလိမ့်မယ်ဘုရားပြီးတော့တရားပေါ်မှာသူတို့ကလည်းဒီမြတ်တဲ့ဒီသူတို့ပြုစရာပြုတဲ့မှုတွေပြုခဲ့မယ်ကိုယ်တိုင်တော့ရင်ဥဒိုက်ဒီဒီဥဒိုက်ဒီဒီချွေတော်ဘုရားတော်ရှောင်းတော့ကြပါမိမိရဲ့အကြံကြီးမိမိရဲ့ကောင်းသောအကြံကြီးတွေအားလုံးထားမြောက်အောင်မြင်စေခြင်းရောအားများများတူပါဖို့လက်ကြပါအားလုံးကိုယ်စိတ်နဲ့ချမ်းသာချမ်းသာရှိကြပါစေရာရာဥပက္ခပြုပါဘူးလူရင်းလူရကိစ္စတွေစိတ်ဝင်စားတော့ဒီသားစုကိစ္စတွေစိတ်ဝင်စားတော့ဘုရှောင်းမဲ့နာတဲ့ရမြတ်မှာရှောက်တော့တပိသင်္ကာရအလိစ္ဆာတပိသင်္ကာရဒုက္ခတပိသင်္ကာရအနတ္တနောက်တစ်ခုအောင်စကားလေးတစ်ခုဟုတ်ကဲ့ရန်ကုန်မြို့ကြီးမှာအေးချမ်းချမ်းနဲ့နေရလာပြီးဒီဘက်ကတော့ရှာဖွေစားတဲ့ကလေးတွေအားတွေတူအေးကြီးပါဟဲ့ပြဿနာမှမရှိဘူးကုသိုလ်ကောင်းများများလို့ညပတ်စံပြောင်းအမဆုံးဘူးဒီမှာနိုင်ငံတော်ကြီးမှာလည်းရှိကြပါတော့ဒီမှာနိုင်ငံသားပေါ့ရန်ကုန်မြို့တော်ကိုစိတ်ပါကြမှာရှိကြပါလိမ့်ကြီးပိုက်ကြီးတွေအတ္တဝါဒဆွဲကန်ကြတဲ့ကြီးပိုက်ကြီးတွေကျွတ်တန်းဝင်ကြပါလေသူတို့မြတ်ပြဖို့ပဲပါလေတပိတ္တကာမရကတပိတ္တကာမရတပိတ္တကာမရက